ကဘာပေါ်မှာတကယ်ရှိတဲ့ကြောချမ်းကျင်စရာကောင်းတဲ့နေရာများကျွန်တော်နေထိုင်ကြတဲ့ကဘာကြီးကအရန်ကိုကျေပြောပြီးတော့စမ်းကြယ်လာပါတယ်တချို့နေရာတွေဆိုရင်တိုးတက်ခင်မီလာပါတယ်ဆိုရယ်သိပ္ပံနီးပညာနဲ့တောင်မှခက်မှန်းအဖြေရှာလို့မရနိုင်ကြသေးပါဘူးလေဝဲစမ်းကြယ်မှုတစ်ခုတည်းပိုတဲ့နေရာတွေကိုကဘာနေရာအချို့မှာမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုနေရာတွေကအရန်ကိုလေဝဲစမ်းကြယ်လို့ယုံဖို့တောင်ခက်ခဲစေပါတယ်ကဘာကြီးပေါ်မှာတော့ရင်သက်ရှုမောပဲကောင်းတဲ့နေရာတွေရေမောပျော်ရွှင်ရတဲ့နေရာတွေလည်းရှိကြပါတယ်ဒါပေမဲ့တချို့နေရာတွေကတော့ပြင်ပလောကနဲ့လုံးဝကိုသက်ဆိုင်မှုမရှိအောင်အရန်ကိုတိတ်ဆိတ်လွန်ကြပါတယ်။စွန့်ပစ်ခံနေရာဟောင်းတွေအကြောင်းမျိုးမျိုးကြောင့်လူတွေစွန့်ပစ်သွားကြတဲ့နေရာတွေကတော့ကြီးလိုက်ရုံနဲ့တင်ခြောက်ခြားစရာကောင်းနေမှာပါ။ဒီလိုနေရာတွေကကမ္ဘာပေါ်မှာအမှန်တကယ်ပဲတည်ရှိလို့နေပါတယ်။နှစ်ပေါင်း55တန်းကျော်တက်တန်းရှိတဲ့တဲကန်နာတွေကမြင့်မားတဲ့တဲခုံတွေရိုးတံကျဲနေတဲ့ကန်နာတွေကအပင်တွေကိုမြင်လိုက်ရရင်တော့မိတ်ဆွေတို့အနေနဲ့တခြားကမ္ဘာတစ်ခုကိုရောက်သွားလို့မျိုးကိုခံရစီမှာပါတချိန်ကစက်မှုတော်လန်ရေးရဲ့တင်ကေတာဖြစ်ခဲ့တဲ့ကျွန်းပေါ်ဟာစက်ရုံအဆောက်အဦပြက်ကြီးတွေကတော့ဒီနေ့အချိန်မှာတော့အပြက်စီးနဲ့တရေအရန်ကိုခြောက်တဲ့ကျွန်းလိုတော်နာမည်ကြီးနေပါပြီအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့လူသူကင်းမဲ့ပြီးတော့လျှို့ဝှက်စမ်းကြယ်ဆုံးနေရာတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူသူကင်းမဲ့ပြီးတော့လျှို့ဝှက်စမ်းကြယ်ဆုံးနေရာတွေကဘယ်လိုနေရာတွေဖြစ်မလဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်တောင်းဆိုပါတယ်1ကိုလန်စကော့နမီးဘီးယားတဲကန်နာထဲမှာတော့စွန့်ပစ်ခံအဆောက်အဦပြက်တွေကတဲကန်နာထဲမှာပဲအထေးကျန်စွာတည်ရှိနေပါတယ်1908ခုနှစ်ဝန်းကျင်ကတော့ဒီနေရာမှာအရန်ကိုစီကားခဲ့ပြီးတော့စိန်နေအလူရဲ့ရှာဖွေကြပြီးတော့စိန်ရှာဖွေတဲ့သူတွေကအခြေချပြီးတော့နေထိုင်ခဲ့ကြပါတယ်ဂျာမန်ဇိမ်ခံအိမ်တွေလိုမျိုးအဆောက်အုံတွေကာစီနိုဆေးရုံလိုအပ်ချက်တွေအားလုံးကဒီမှာရှိခဲ့ပြီးတော့အဆအရအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့ဒါတွေကရေရှည်မခံခဲ့ပါဘူးစိန်နေရှားပါလာနဲ့မြဒီနေရာမှာအခြေချနေထိုင်တဲ့သူတွေဟာတခြားကိုရွှေ့ပြောင်းမှုတွေများလာခဲ့ပြီးတော့1950နောက်ပိုင်းမှာတော့တမျိုးလုံးဝလူတွေကယောဂကြောင့်တိတ်ဆုံးခဲ့ရလို့ပဲတခြားသူတွေကလည်းသူတို့ပိုင်ဆိုင်တွေများအားလုံးဆွန့်ပစ်ပြီးတော့ထွက်သွားခဲ့ကြပါတယ်အဲဒီနောက်ပိုင်းမှာတော့လူသူကင်းမဲ့သွားပြီးတော့ဆွန့်ပစ်ခံနေရအဟောင်းဖြစ်ကြံရစ်ခဲ့ပါတယ်ဒီဆွန့်ပစ်ခံနေရမှာတော့မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုဒီနေ့ထိမြင်တွေ့နေရပြီးတော့အိမ်တိုင်းကအချိန်ကြာလာနဲ့မျှတဲတွေရဲ့ဝါမျိုးမှုကိုခံရပြီပဲဖြစ်ပါတယ်တဲတွေရဲ့ဝါမျိုးမှုကတော့တကားတဝက်လောက်ကိုနင်းမြုပ်နေပြီဖြစ်ပြီးတော့အပျော်တမ်းဓာတ်ပုံဆရာတွေရဲ့ပြောပြချက်အရတော့ဆွန့်ပစ်ခံရတဲ့အိမ်ပြက်ကြီးထဲမှာရေမောစကားပြောနေကြတဲ့အတန်တွေတယောက်ယောက်လမ်းလျှောက်နေတဲ့အတန်တွေကိုကြားရတယ်လို့ဆိုပါတယ်ဒီနေရာမှာတော့တချို့သူတွေကဆေးရုံထဲမှာအများပြားတိတ်ဆုံးခဲ့ကြပြီးတော့တရေအရန်6လို့ဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားပါတယ်နှစ်နမစ်ဒဇက်ဒီနေရာတော့အရန်ကို6တွေ့လွန်ပြီးတော့အထီးကျန်ဆန်ပြီးတော့ကမ္ဘာပေါ်မှာအန်နီရရှိဆုံးနေရာတွေကတစ်ခုဖြစ်ပြီးတော့ဒီနေရာကတော့နှစ်ပေါင်းတန်းနဲ့ချီအောင်တက်တန်းရှိနေပြီပဲဖြစ်ပါတယ်အရန်ကိုရှေးကြတဲ့တဲကန်နာတွေကတစ်ခုဖြစ်ပြီးတော့မြင်မာတဲ့တဲကုံတွေကတင့်ကိုစိတ်လှုပ်ရှားသွားစီမှာပဲဖြစ်ပါတယ်ရန်တဲ့ရှုံမောပဲကောင်းလုံးနဲ့ဒီနေရာကိုရောက်သွားရင်တော့အချိန်ကြီးရက်သွားသလိုတောင်ခံစားရမှာဖြစ်ပါတယ်ကမ္ဘာပေါ်မှာအမြင့်ဆုံးလို့တောင်သတ်မှတ်ထားတဲ့နာမည်ကြီးကောင်ကတော့ Pitteri လို့ခေါ်ပါတယ်အမြင့်မီတာ300ကျော်ပြီးတော့ Death Valley လို့ခေါ်တဲ့6တွေ့ပြီးဖြူတဲ့ကွင်းမြင့်ကြီးလည်းရှိပါတယ်ဒီနေရာအံ့အားသင့်ဖွယ်ရာကောင်းပြီးတော့တခြားကဘာတစ်ခုကိုရောက်သွားလို့တောင်ခံစားရမှာပဲဖြစ်ပါတယ်ဒရိတ်ဆန်နေအပင်တွေကတော့အချိန်ကြာလာနဲ့မြလိုက်ရောညီထွေစာရှင်တန်နေထိုင်တတ်လာပါတယ်ဒီတဲကန်နာကတော့စွန့်စားမှုနဲ့တဘာဝတရားကြီးကိုချစ်မြတ်နိုးတဲ့သူတွေအတွက်ကိုအဆင်ပြေပြီးတော့နေဝင်ချိန်တွေနေထွက်ချိန်တွေမြင်ကွင်းကအရန်ကိုလှပပြီးတော့တိတ်ဆိတ်မှုနဲ့မြင့်မားတဲ့တဲကုံတွေကတင့်ကိုရင်ခုန်စိတ်လှုပ်ရှားစေနိုင်မှာပဲဖြစ်ပါတယ်အတွေ့အကြုံတစ်တွေကိုလည်းရစေမှာတော့သိကြပါတယ်3ဟက်ရှိမာအစ္စလမ်ဒီကျွန်းပေါ်ဟာစွန့်ပစ်နေရာဟောင်းလေးကတော့အခုချိန်မှာအရန်ကိုအထီးကျန်ဆန်လွန်ပြီးတော့အဆောက်အဦပြက်တွေကတော့အရန်ကိုအကြီးတန်းနေပြီးတော့ခြောက်ကြားစရာစွန့်ပစ်ခံနေရာတစ်ခုတောင်ဖြစ်လို့နေပါပြီချိန်ရဆိုရင်ဒီနေရာအရန်ကိုစီကားခဲ့ပြီးတော့လိုလေသေးမရှိအောင်ကိုပြီးပြည့်စုံခဲ့တဲ့နေရာဖြစ်ပါတယ်အခုချိန်မှာတော့ယိုယွင်းပျက်စီးမှုတွေနဲ့အရန်ကိုမှအထီးကျန်ဆန်နေပါပြီဒီစွန့်ပစ်ခံကျွန်းကြီးကတော့ပင်လဲအလဲမှာတည်ရှိပြီးတော့ကျွန်းလေးပေါ်မှာတော့အဆောက်အဦတွေအများကြီးရှိခဲ့ပါတယ်တစ်ချိန်တော့ဆိုရင်အရန်ကိုစီကားခဲ့တဲ့နေရာကတော့အခုဆိုရင်ခြောက်ခြားစရာကောင်းလောင်ကိုမြင်တွေ့နေရပြီပဲဖြစ်ပါတယ်။အရာရာယိုယွင်းအိုဟောင်းပျက်စီးနေတဲ့အဆောက်အုံပျက်ကြီးတွေဟာကမ္ဘာပေါ်မှာတရေ6ဆုံးနေရာဖြစ်လဲနာမည်ဆိုးနဲ့ကြော်ကြားလာပါတယ်။ဒီနေရာမှာအရင်ကကြောင်မီတွေကိုအထီးကလောက်ကန်ခဲ့ပြီးတော့လူဦးရေတွေထူထပ်ခဲ့ပါတယ်။ဒါပေမဲ့ရေရှည်မခိုင်မာခဲ့ဘဲနဲ့ကြောင်မီတွေဝယ်လိုအားတွေကျဆင်းလာပြီးတော့1930မှာလုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။စီးပွားရေးအလုပ်တွေပြိုလဲသွားတာကြောင့်ဒီကျွန်းလေးပေါ်မှာအခြေချနေထိုင်ခဲ့ကြတဲ့သူတွေကတခြားဒေသကိုထွက်သွားကြပါတယ်။ဒီကျွန်းကတော့အရန်ကိုအထီးကျန်စရာကောင်းပြီးတော့ကြောချမ်းစရာကောင်းပြီးတော့နေကင်းဘက်တွေတောင်6လန့်ခန့်လို့နာမည်ကြီးပါတယ်
လေခရကိုအီတလီဒီနေရာကတစီ6လန့်ခံမှုကြောင့်နာမည်ကြီးပါတယ်။ကွေးကောက်နေတဲ့လမ်းတွေနဲ့အိုဟောင်းပျက်စီးနေပြီဖြစ်တဲ့အဆောက်အုံတွေကိုမြင်တွေ့ရမှာပါ။တစ်ချိန်ရဆိုရင်အထင်ကြီးနေရာတစ်ခုပြည့်လပစီကားခဲ့ပေမဲ့အခုချိန်မှာတော့လူသူကင်းမဲ့ပြီးတော့အရန်ကိုတိတ်ဆိတ်ပြီးတော့တရေ6ဆုံးနေရာဖြစ်လာနေပါတယ်။ဒီနေရာတစ်ချိန်ရဆိုရင်စိုက်ပျိုးရေးနဲ့ကူးတန်းရောင်းဝယ်ရေးရဲ့အချက်ချာကြတဲ့နေရာဖြစ်ခဲ့ပြီးတော့အချိန်ကြာလာနဲ့မျှဒီနေရာဘေးအနေနဲ့ရင်ဆိုင်လာပြီးတော့စွန့်ပစ်ခံနေရာဖြစ်ရုပ်ကြီးဆိုလိုပြောင်းလဲခဲ့ပါတယ်1665ခုနှစ်မှာကက်ယောဂါကြောင့်ဒီနေရာမှာလူတွေယာနဲ့ချီတိတ်ဆုံးခဲ့ပါတယ်။အဲဒီကက်ယောဂါကနေအမှန်တကယ်ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေခဲ့ပါတယ်။1963ခုနှစ်မှာလည်းကျောင်းမွဲဖွဲကောင်းလောင်ကိုမြေပြိုမှုတွေဖြစ်ခဲ့ပြီးတော့တမျိုးလုံးတုံလုံးခြောက်ချခဲ့ရပါတယ်။လူနေအိမ်တွေတော်တော်များများပြိုကျပျက်စီးခဲ့ရပြီးတော့နောက်ပိုင်းမှာဒီနေရာကိုဆွန့်ပစ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာလည်းမြေငလင်တွေထပ်ဖြစ်ပြီးတော့လုံးဝကိုပျက်စီးသွားခဲ့ရပါတယ်။ဒီဆွန့်ပစ်ခံမျိုးပြက်ကတော့တရေအချောက်ဆုံးနေရာအဖြစ်နာမည်ကြီးပြီးတော့တစ်ချိန်ကလူတွေရဲ့ဝိညာဉ်တွေကိုမြင်တွေ့ရနေစေဖြစ်ပါတယ်အခုကတော့ကမ္ဘာပေါ်မှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုပြောပြပေးသွားခဲ့တာပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းကြည့်နေဆိုရင်လည်း channel ကို follow လုပ်ထားပေးပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်